အဲ့တသိန်းကကျတော့လာစဉ်ညီမလေးတို့မီလီယံချီရဲ့ view တွေရတဲ့ဟာတွေအတွက်ပေးတာဒါကကျတော့တသက်အကိုနဲ့အမနဲ့ကတို့ digital marketing တစ်ဖွဲ့လုံးကိုစုချတဲ့ဟာကိုမှမန္တလေးကမောင်လေးတွေညီမလေးပါမကြမ်းမမအကုန်စီစဉ်ပေးထားတာအများကြီးရအောင်လို့